အနေထားတော့ GS 1200ကြီးစားပြီးဝင်နေရပါပြီလို့ဒီဘင်းကျွန်တော်လက်ထဲမှာရှိတာတော်တော်ကြာပါပြီမလုပ်ဖြစ်တာပေါ့နော်မအားနဲ့ဥမာပဲဒီချက်ပြန်ကင်ပြတော့ပါတယ်လိုအပ်တာလေး shiny point ကြီးပြန်လုံးနေပါတယ်ဒီဘင်းကအကျွတ်ကြီးနော်တခြားဘင်းကြီးနဲ့မတူပါဘူး brand လည်း share ကြီးပါစကီးရလည်း share ကြီးဒီကလည်းအကျွတ်ကြီးဒီတော့ရှိုးကုန်ပြီးစီမှပြန်လာခဲ့မယ်ဗျာနောက်ဗီဒီယိုမှာကုန်ပြီးရင်တခြားရိုက်တင်ပြပါမယ်